2026 ခုနှစ်ဖေ28မှာအီရန်ခေါင်းဆောင်ခါမီနီအပါခေါင်းဆောင်လေး10ကျော်တပြိုင်တည်းကြာဆုံးသွားခဲ့တယ်။ဘလောက်တောင်သတင်းရရှိမှုတိကျခိုင်မာလဲအခွင့်အရေးကိုချက်ချင်းအသုံးချနိုင်မှုဘလောက်မြန်ဆန်လဲသုံးသွားတဲ့လက်နက်ကလည်းစက္ကန့်60အတွင်းအားလုံးပြီးစီးပဲ။အစ္စရေးနဲ့အမေရိကန်တွေရဲ့တိတိကျကျအလုပ်လုပ်နိုင်ဗင်နီဇွဲလားမာဒူရိုအရင်အီရန်အစ္စရေးစစ်ပွဲသဘောတရားကတက်လာသမျှခေါင်းဆောင်ကိုဖြုတ်တဲ့သဘောခေါင်မရှိရင်အဖွဲ့အစည်းတစ်ခုကရေရှည်မလွယ်နိုင်ဘူးဆိုတဲ့နေရာမှာအခုလဲပွဲစာနဲ့ခေါင်တွေကိုတန်းကင်ပစ်တာပဲကိုရီငယ်ငယ်ကကစားသလိုဆိုခေါင်မှန်အကုန်စားသဘောမျိုးနောက်တစ်ခုကဘတ်ဆိုအစ္စရေးတို့ကကြိုတင်လက်အီးမှုရယူပြီးခြေမုံချင်းပဲတအားစကားပြောတဲ့စစ်ပွဲရဲ့အခြေအနေကိုအများကြီးပြောင်းလဲပစ်နိုင်တယ်။အီရန်ဟာမစ်ဆောင်နဲ့အသေးခံဒရုန်းအခြေပြုပြီးတိုက်ခိုက်နေတာမို့ဝက်နဲ့အစ္စရေးရေရှည်မှာမလွယ်နိုင်ဘူးလို့သုံးသပ်ကြတာလေးတွေလည်းတွေ့ရတယ်။ကျွန်တော်အမြင်ကတော့ဒါတွေကိုမသိပဲရွေနဲ့အစ္စရေးစစ်ပွဲကိုမစဘူးလို့ထင်တယ်။သူတို့သိကိုသိတယ်။နောက်တစ်ခုပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ရဲမဟာမိတ်တွေကိုအီရန်မစ်ဆောင်အသေးခံဒရုန်းတွေနဲ့ပစ်တဲ့ကိစ္စလည်းထဲမတွက်စရာအကြောင်းမရှိဘူး။ဆိုလိုတာသိကိုသိတယ်ထဲလဲတွက်မှာဒါကြောင့်ဒီပွဲမှာရဲနဲ့အစ္စရေးအထိုက်လျောက်လာကြမယ်ဆိုတာသိပြီးသား။သူတို့ကပြန်ရမယ့်အမြတ်အတွက်အစွမ်းကုန်ရင်းနှီးပြီးတေချာတွက်ချက်ပြီးမှနီးဗျူဟာကောင်းကောင်းနဲ့ချနေတာနောက်တစ်ခုကလေကြောင်းရေးတာမှုနဲ့ဝေဟင်စိုးမိုးနိုင်မှုဒါကြီးကစကားအများကြီးပြောတယ်လက်ရှိအီရန်လေကြောင်းဝေဟင်ကိုလက်နဲ့အစ္စရေးကထိန်းထားတာပဲအပေါ်ကကြည့်ပြီးထွက်လာသမျှကိုတီးနေတာမစ်ဆိုပစ်ခတ်မှုဒရုန်းတိုက်ခိုက်မှုအားနည်းလာသည့်အထိတိုက်နေတာတေချာပေါက်လဲအားနည်းလာမှအားလဲနည်းလာပါပြီပထမအီရန်အစ္စရေးစစ်ပွဲကအစမ်းသဘောလက်ရည်စမ်းထားပြီးသားတိတ်မကြခင်မှာခုဒုတိယစစ်ပွဲစတာပဲကြည့်ရက်နဲ့အစ္စရေးကတစ်ဖက်ရန်သူရဲ့အားကိုအမြဲစမ်းတဲ့နီးမျိုးစုံနဲ့အီရန်ကဗျူဟာမှမပြောင်းနိုင်တာဒီဗျူဟာသုံးမယ်ဆိုတာအစ္စရေးမပြောနဲ့ကိုရီတောင်သိတယ်။ဒါကြောင့်ဂဇာနဲ့အစ္စရေးကအီရန်ရဲ့အားနည်းချက်ကိုချုပ်ကင်ပြီးစစ်ဆင်တာပဲ။အီရန်နောက်ကနိုင်ငံတွေဆိုတာလဲတကယ်ဖြစ်ရင်မကယ်နိုင်ပါဘူး။ဒါရိုက်မှအချိုးမကျတာကြီးကိုဘယ်ဝင်မလဲ။ဒါကြောင့်ပွဲကတော့လက်နက်နဲ့နည်းပညာတွေအပေါ်မူတည်ပြီးစစ်နည်းဗျူဟာတွေအယူအဆတွေပြောင်းလဲကျင့်သုံးလာတာကိုတွေ့ရပါတယ်။တပွဲနဲ့တပွဲသုံးသွားတဲ့ဗျူဟာတွေလုံးဝမတူပါဘူး။တနေ့ကတော့စူးစမ်းနေသေးတဲ့ဒရုန်းတွေခေတ်စားလာတော့လေယုပ်တွေရဲ့ကဏ္ဍမေးမိန်သွားမလားဆိုပြီးအခုချိန်ထိတော့မမေးမိန်သေးပဲဆက်လက်၍အရေးပါနေသေးတာကိုတွေ့ရှိရပါတယ်။အချုပ်ဆိုရရင်ရဲနဲ့အစ္စရေးတွေကသတင်းရယူမှုကောင်းတယ်ညံစံတိကျတယ်လက်နက်နည်းပညာကောင်းတယ်သုံးတဲ့ဗျူဟာမှတ်မရဘူးအခြေအနေကိုအမိအရအသုံးချနိုင်တယ်။အများကြီးကွာဟပါတယ်။ကျွန်တော်တို့မြန်မာတွေလည်းနည်းပညာနယ်ပယ်ကိုခြေစုံပြုတ်ဝင်ပြီးသူများထက်ခြေလန်းကျဲနဲ့မြန်လန်းဖို့လိုမှဖြစ်ကြောင်းသုံးသပ်ထင်မြင်မိပါတယ်။သတင်းရရှိမှုတိတ်ကျအခွင့်အရေးကိုချက်ချင်းအသုံးချစက္ကန့်စီအတွင်းအားလုံးပြီးစီးအမခန်းစွမ်းရည်များခေါင်းပိုင်းတွေကိုရွေးဖြုတ်တဲ့ viewer ခေါင်းမရှိရင်မလွယ်နိုင်ပါကြိုတင်လက်ဦးမှု you strike လို့စစ်ပွဲရဲ့အခြေအနေပြောင်းလေချောင်းတာစည်းနဲ့ဝေရင်ကိုစိုးမိုးနီးပညာစစ်ပွဲဘယ်သူပိုသိပြီးဘယ်သူပိုမြန်တယ်လဲရက်လက်ကရှင်းလင်းစွာမြင်နီးပညာနယ်ပယ်မှာမြန်မာခြေလွမ်းကျဲဖို့လိုပြီးမြန်မာခြေလွမ်းကျဲဖို့လို